အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာနှစ်ကြိမ်ဟန်ကြပါဒီနေ့တော့ငုတ်တုတ်ကြီးတွေမတွေ့မနေ့ကတော့ပါဇက်ကရှစ်ခိုးပါ၏ဘုရားဆိုလူကငုတ်တုတ်ကြီးထိုင်နေပရိသတ်ကြီးဒီလိုရှစ်ခိုးရမှာတညရဲလားညတိုင်းမေ့နေလို့တော်ပါမလားမေ့နေရင်ပရိသတ်ကြီးနှလုံးထဲပဲနဲ့ပြောမယ်ဟုတ်ဗျာမလေးနော်မနေ့ကလေးတင်ဟောခဲ့တာဒီနေ့မေ့ပြစ်တယ်ဘယ်နဲ့လုံးမလို့ပရိသတ်ကြီးမေ့နေတဲ့လူတွေနှလုံးထဲပဲနဲ့ပြောမယ်ဟိုင်သွားပြီနောက်ကမဖြေတဲ့လူတွေလည်းသွားပြီပါဇက်ပါရသားနဲ့မဖြေဘူးမေ့မှဆိုရင်ပရိသတ်ကြီးမနေ့ဖြင်ကစပြီးခမည်းတော်ပြည်မြို့အိမ်တိုင်းစာရေးကြစလုံးကြီးကြီးနဲ့ဝင်းတရားတို့တိုက်နံရန်တို့အိမ်ထရန်တို့ရေအိုးစင်တို့ခပန်းတို့ရေးထားကြစာနှလုံးသွားပြီမြို့ထဲဝင်လာတဲ့အိမ်ထဲဝင်လာတဲ့ဧည့်သည်တောင်ခြေတောက်ရော့ဟာဒီကသွားပြီတပါးတို့ဟာတော့ကြနောက်တဲ့အိမ်ပြောင်းဟာဒီကလည်းသွားပြီတပါးတို့ဟာပြည်မြို့တစ်မြို့လုံးသွားပြီနဲ့ဘာတို့ဟာမေးတော့မယ်အဲ့ဒီကြရင်သွားပြီရဲ့အကြောင်းမေးရင်ခမည်းတော်ကပြောပြကြကျမ်းဤကံဆရာတော်ဟောသွားတဲ့တရားကိုဆရာတော်အမိန့်ရှိတဲ့အတိုင်းအတူကောက်မှတ်ထားတာကျုပ်ပြန်သွားတဲ့နောက်ခမည်းတော်ပြည်မြို့မှာအဲ့ဒီစာနှလုံးကဆုံးမပါလိမ့်ဒါကြောင့်တရားနာပရိသတ်ရေသွားပြီအကြောင်းမေးရင်ခမည်းအနန္တ၅ပါးရှိခိုးရဲ့လားမဟုတ်ဘူးကွဧည့်သည်ကိုမေးတာပြောနေတာဟုတ်ဖြစ်အဲ့တော့ဧည့်သည်ကပြောလိမ့်မယ်ခမည်းသိတဲ့အတိုင်းပဲဗျာကျုပ်လည်းပဲအလုတ်ကနေဝင်ထိနားရတယ်မရှိတော့ရှင်မခိုးဘဲနဲ့အမှတ်တမဲ့ပြောတယ်ခမည်းဒါဖြင့်ခမည်းသွားပြီဘယ်သွားမှလဲခမည်းအောက်လမ်းပေါ်ခမည်းအောက်လမ်းဆိုတာဘာလဲအဝိစီပေါ်ဘာဖြစ်လို့အဝိစီခေါ်တာတော့ပြည့်ညတ်နေလို့ဘာတွေပြည့်ညတ်နေတာလဲငရဲစုငရဲသားမိနေရတွေပြည့်ညတ်နေလို့မခံရပဲပြန်လာရပါမလားမလာရဘူးဘယ်သူကလေးသွားသလိုလဲတန်ချောင်းကလေးသွားသလိုဒါကြောင့်သွားပြီးရေးထားတာအဲ့ဒါအောက်လန်းခမကောင်းတဲ့အလုပ်မေ့တဲ့လူမှန်သမျှနောက်တစ်ယောက်ဝင်လာတယ်ခမအနန္တ၅ပါးရှိခိုးရလားအိုးကျွတ်တို့ကျန်ဒီကံဆရာတော်အမိန့်ရှိတဲ့အတိုင်းဝင်မလေးတဲ့ကိစ္စငါးပြားတစ်စီမပေးရတဲ့ကိစ္စအနန္တ၅ပါးရှိခိုးပါ၏ဘုရားဆိုပြီးညတိုင်းရှိခိုးအိတ်တယ်ခမဒါပေမဲ့ခမသွားပြီဘယ်တော့ခမကမကောင်းတဲ့အလုပ်တွေမေ့ပြီးတော့ကောင်းတဲ့အလုပ်ကိုမမေ့တဲ့လူတယောက်မကောင်းတာတွေမေ့တဲ့လူတယောက်ကိုလည်းပဲခမလည်းသွားပြီခမကအထက်လန်းဆိုတာဘာလဲနိဗ္ဗာန်ခမဘာဖြစ်လို့နိဗ္ဗာန်ခေါ်တာလဲငြိမ်းလို့ဘာတွေငြိမ်းပါလိမ့်ဒုက္ခတွေငြိမ်းတယ်ခမဒုက္ခတွေကဘာဖြစ်လို့ငြိမ်းပါလိမ့်ဒုက္ခဖြစ်เสียမရှိလို့ဒုက္ခဖြစ်เสียကဘယ်သူပါလိမ့်သူခမသူဆိုတာဘယ်သူလဲသမှုရိယတရားကိုကောက်တော့လောဘမြန်မာလိုပြန်တော့လိုချင်တယ်ဘာတွေလိုချင်တာလဲအကုန်လုံးအဲ့ဒီအကုန်လုံးလိုချင်တဲ့လောဘရှိရင်နိဗ္ဗာန်ရောက်မလားမရောက်ဘူးအကုန်လုံးလိုချင်တဲ့လောဘကိုဖြတ်ရင်နိဗ္ဗာန်မရောက်ဘူးလားရောက်တယ်အဲ့ဒါလို့အထက်လန်းကြပြန်တော့လေနိဗ္ဗာန်ရောက်သည့်ထိအောင်ညွန်ပြတဲ့ကျမ်းဤကံဆရာတော်ဟောတဲ့တရားမိတ်မှဆိုလို့ရေးထားတဲ့စာနှလုံးခမသွားပြီခမတို့ကိုယ်တိုင်ကြုံဟောတဲ့တရားကိုနောက်ရက်တည်းမှာဧည့်သည်လာပြောပြမေးသူရှိဟောပြကလေးသူငယ်တွေရံဖြစ်တာကစနစ်မေနစ်နှမဆဲနေဟဲ့ကောင်လေးအဲ့လိုဆဲတာကျန်ဒီကခေါင်းကြီးတရားမနာဘူးလားမင်းမရလောက်မှစာနှလုံးသွားလိမ့်မလို့လက်ညှိုးထိုးပြတခုတော့ရှိရဖေနဲ့မေတတ်နေလို့သားသမီးတွေကလက်ညှိုးထိုးပြလဲဒုက္ခပဲဒါပဲဒီဘုသူဖြစ်ပြရမှာနော်ဒါကြောင့်တရားနာပရိသတ်ကြီးသွားပြီဆိုတဲ့စာနှလုံးရေးစမ်းရေးပြီးတော့နောင်ရက်ကိုခင်ဗျားတို့အသုံးပြုကြ
တွေ့ပါလိမ့်မယ်မြို့နဲ့ပြနဲ့နေတော့အိမ်နာအိမ်နဘေးလမ်းဘေးတချို့ရိုင်ထိုးနဲ့လာလိမ့်ရိုင်ထိုးနဲ့တခွက်တော့တဲ့လူကတဲဆူတယ်ပြောငါလောကောင်ဘလူထင်အောင်ပါလေကွာလာလိမ့်မယ်ဒီရတဲ့ငါကြောက်စရာမရှိဘူးကွာလာလို့ရှိရင်တရားနာပရိသတ်ကြီးရိမ့်ထိုးပြီးဆဲသွားရင်အိမ်ထဲကနေပြီးနှလုံးနဲ့ပဲနဲ့ပြောလိုက်ဟုတ်ရာအခုမှထသွားတာအရေးမေးနေပရိသတ်ကြီးမူးပြီးရမ်းဆဲလာတဲ့လူတယောက်ကိုအိမ်ထဲကနေနှလုံးနဲ့ပဲနဲ့ပြောလိုက်ဟိုချိန်ကျတိုးနော်ထေမှုကဝင်ရိုက်သွားအောင်စိတ်ထဲကပေါ့သွားပြီမိမချင်းလည်းတွေ့ပါလိမ့်မယ်နောက်အရာထဲငါလူကောင်းမတတ္တိရှိထိကြည်စမ်းဆိုတဲ့မိမတွေအရာထဲမကြဘူးလားပြိဿမလေးသူတို့អော်လိုက်လို့အရက်ကငြိမ်းနေရင်အထင်ကြီးပြီးဘဝင်မြင့်အမြင့်သွားတချို့မိမတွေတတ္တိရှိငါထိကြည်စမ်းတဲ့တို့လူကောင်းမကတမွှေးမှအကျွတ်မခံဘူးတဲ့ဇာမဏီမျိုးတဲ့ဆောင်းရနေမထောင်ရမ်းရည်နာဇာမဏီမျိုးတဲ့ဒီကဇာမဏီဆိုတာအမွှေးတစ်ပင်အကျွတ်ခံရအဲ့ဒါပြောအဲ့ဒါလိုအရာထဲများကလော်ဆဲနေတဲ့မိမတွေရှိရင်တရားနာပိဋကကြီးမိမချင်းနှလုံးနဲ့ပဲနဲ့ပြောသွားပြီမှတ်ထားကြတိုးနော်တော့ကြဟိုကမေးလိုက်မညီရပါသွားတာအောင်မယ်ညီတို့ဆဲရဆိုတာရံဖြစ်တတ်သွားပြီပေါ့ဘယ်တော့မှတော့အောက်လန်းပေါ်အောက်လန်းဆိုတာဘာတော့အဝိစီပေါ်အောင်မယ်ညီကငါအဝိစီပြောရမလားပြောတာပေါ့ညီတို့ရဖြစ်တာကိုတော့ကြကိုပါရောရံဖြစ်ကိုပါသွားပြန်ရောဗျာနှမထားကြောင့်တရားနာပိဋကကြီးနောက်သွားပြီဆိုတဲ့စကားလုံးသုံးတတ်အောင်ဘုန်းကြီးပြန်ပြောပါကဲဒီကနေ့ကြင်ညာထားတာကတရားနာပိဋကရေရှေ့ပိုင်းမှာကျွတ်တို့လူလားခွေးလားဆိုတဲ့တရားကိုဟောမလို့ပိဋကကြီးရှေ့ပိုင်းမှာဘုန်းကြီးဘာဟောမှာဒီကနေ့ခွဲခြားကြဖို့ပေါ့လေလူလားခွေးလားဆိုတဲ့တရားကိုဟောမလို့စထားရကျွတ်တို့သုံးလောကထွက်ထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသက်တော်ထင်ရှားရှိတော်မူစဉ်အခါတောဒေယဆိုတဲ့ပုံနာကြီးတယောက်ရှိဒီကပုံနာကြီးနာမည်ဘယ်သူတဲ့တော့တောဒေယဘာဖြစ်လို့သူတောဒေယခေါ်ပါလိမ့်သူဒိဋ္ဌအဓိပတိတိတောဒေယောလို့ဆိုတော့ကောသလရှင်မယင်ကနေပြီးတော့တုဒိအမည်ရှိတဲ့ရွာကြီးကိုအပိုင်စားပေးခြင်းခံရလို့တောဒေယလို့ဒီလိုခေါ်တယ်အဲ့ဒီပုံနာကြီးဒီသူ့သားလေးတယောက်ရှိတယ်သူ့ဘတဲ့ဘေးသားကြီးသူ့သားလေးကဘယ်သူပါလိမ့်သူ့ဘတဲ့ဟဲ့ဒီပုံနာကြီးကတရားနာပြေးတာမိစ္ဆာအယူရှိဘုရားတရားသံဃာယရဏသုံးပါးမကြည်ညိုဘုရားကိုယ်တော်မြတ်နဲ့သံဃာတော်တွေကိုတပါးသောပုံနာတွေလှူတဲ့အချိန်ခါမှာလည်းပဲသူကလိုက်ဖြည့်စည်းပုံနာအပေါင်းတို့မလှူကြနဲ့လှူတယ်ဆိုတာပုံညာဝိကုံတာရှိတာပဲပုံနာအပေါင်းတို့အတော်ဆိုးသဗျာပုံညာဝိကုံတာရှိတယ်လိုက်ဖြည့်စည်းကိုပစ္စည်းကုံတာပဲတဲ့လှူတယ်ဆိုတာအကျိုးတရားတွေသူဘာမှထဲမတွက်ဘူးဟောဒီမျက်စင်းမြင်းကလေးကိုဥပမာကြည့်ကြမျက်စင်းတန်မိုးရှိတယ်ဆိုပေမဲ့လို့ဒီမျက်စင်းပလင်းလေးတစ်စက်ချင်းဒီတိုင်းမထားပဲနဲ့နေ့စဉ်ထုတ်ခတ်ရင်ကြာတော့လေဘလောက်တန်မိုးရှိမျက်စင်းပလင်းကုံတာပါပဲမဲမိစ္ဆာဒိဋ္ဌိရဲ့ဥပမာတွေလည်းတဲတော့မခေဘူးနော်ဒီမျက်စင်းမလင်းလေးတစ်စက်ချင်းခတ်ရင်ကြာတော့ကုန်တာပဲတဲ့အဲ့ဒီလိုပဲတဲ့လှူတယ်ဆိုတဲ့နေရာမှာကိုပစ္စည်းကိုသိမ့်စီမထားပဲနဲ့လှူရင်ကိုပစ္စည်းကုန်တာပဲပုံနာပေါင်းတို့မလှူကြနဲ့
သူကိုယ်တိုင်မှလှူယုံနေမကဘူးတရားနာပိဿသူများလှူတာလိုက်ဖြစ်စီအဲ့ဒါလို့ဖြစ်စီခဲ့တဲ့ပုံနာဘုရားကိုယ်တော်မြတ်ကန့်လန့်တိုက်ခဲ့တဲ့ပုံနာကိုင်းတူတူပြောကြပါစို့ကြားနေရောပုံနာယောဂတစ်ခုနဲ့အနိစ္စရောက်ပိဿပုံနာသေးမလားဒါလောက်နှမျောတဲ့တထေကြာကြာမထားပါနဲ့ခါတုတ်တုတ်သေးတာပေါ့ပုံနာတထေပြောတာကပြည်မျိုးကမဟုတ်ပါဘူးသေတော့ပစ္စည်းတွေဆွဲလန်းပြီးတရားနာပိဿရေအဲ့ဒီအိမ်မှာပဲသူ့သားရဲ့အိမ်မှာကျွတ်တော့ခွေးကြီးသွားဖြစ်ပိဿပုံနာကြီးပါသွားဖြစ်ခွေးကြီးသွားဖြစ်ခွေးနဲ့ကြီးပေါ့ပိဿဘယ်လိုခွေးကြီးတော့စားတဲ့အနက်ပါသလားတော့သတိမထားမိဘူးကျုပ်ကဓာတ်လောက်နှမျောတဲ့တထေးသေးမှတော့ခွေးအဖြူမဖြစ်တော့ဘူးလို့အဲနဲ့လိုက်ပါတော့ခွေးနဲ့ကြီးခွေးဖြစ်တော့လဲတရားနာပိဿကြီးဖယားကိုတော်မြတ်ဆောင်းကန်ကြွအလားခွေးကြီးကလည်းတရားနာပိဿကြီးအတော်လိမ္မာရေးချရှိတယ်ပေါ့သူ့သားအိမ်ခွေးဖြစ်ရတော့သူ့သားလည်းသူ့ဘကလည်းတရားနာပိဿကော်စောနဲ့သိကော်စောနဲ့သိတဲ့တိုက်ပကံများနဲ့ထဲ့ကျွေးတယ်ခွေးကြီးကိုအဖေမှန်းသိလို့တော့မဟုတ်ပါဘူးဘာဖြစ်လို့တော့နီးစပ်ရတန်ရောစဉ်ခင်ညခမရတို့လောကစကားရှိပါတယ်ပရိသတ်ကြီးသူများအိမ်ကခွေးနဲ့ကိုယ့်အိမ်ကခွေးနဲ့ကြိုက်တာဘယ်ခွေးနိုင်မှကြိုက်အေးနီးစပ်တဲ့တန်ရောစဉ်ဟဲ့အဖေမှန်းသိလို့မဟုတ်ပါဘူးဒီလိုကော်စောနဲ့သိတိုက်ပကံများနဲ့ကျွေးထားတဲ့ခွေးကြီးဒီသူ့သားကလေးမရှိတဲ့ဒီကနေ့မြတ်စွာဘုရားကြွအလားခွေးဘဝရောက်တော့လေတရားနာပိဿကြီးတောရိယကြီးကမြတ်စွာဘုရားရန်ထောင်တော့တအားပြေးထွက်လာပြီးတော့သပိတ်ပိုက်ပြီးရက်နေတဲ့မြတ်စွာဘုရားကိုယ်တော်မြတ်ကိုတအားထိုးဟောင်းတော့လေဘုရားကိုယ်တော်မြတ်ကဟဲ့တောရိယမင်းကိုမင်းလူမှတ်နေသလားတဲ့ဘုရားကမင်းလူဘဝရင်ရန်ထောင်ယုံမကခွေးဘဝလည်းငါဘုရားကိုရန်ထောင်တုံးပါလားသူပါတောရိယမင်းတော်ရရမင်းကိုမင်းလူမှတ်နေသလားကြည်စားဟဲ့ကိုပြန်ပြီးတော့နှုတ်သီးကြီးကလည်းခြုံလို့ပါလားကွယ်နေရွက်ကြီးနှစ်ခုကအထက်ထောင်းလို့အမီးကလည်းတတောင်လောက်အရှိကြီးခြေထောက်ကလည်း၄ချောင်းသူများလို့မိုးအုပ်ခေါင်းမပြုတ်နိုင်ပဲနဲ့မိုးကြောပေးပြီးလောကဖီလာကန့်လန့်သွားတဲ့တရိစ္ဆာန်ဖြစ်နေပြီကွယ်ဟဲ့တော်ရရမင်းကိုမင်းပြန်ကြည်စမ်းမင်းလူလားခွေးလားမေးတယ်ဘုရားပိဿကြီးဘုရားကိုတော်မြတ်ကတောရိယကြီးကိုဘယ်လိုမေးလိုက်တာလူလားခွေးလားတဲ့မေးအဲ့ဒါလို့တောရိယနဲ့ခေါ်ပြီးလူလားခွေးလားမေးလိုက်တော့တရားနာပိဿခွေးကြီးအမီးကုတ်သွားခွေးကြီးမဲ့သွားပါဇက်ပါရင်မဲ့မှာပဲလို့မှန်းပြောရတာပေါ့ခွေးဆိုတော့မဲ့ပြုံကြည့်ကောင်းမှာမဟုတ်ပါဘူးခွေးကြီးစိတ်မကောင်းဖြစ်သွားခေါ်ရမငါကိုခွေးလို့သူသိသွားပါပေါ့လားပိဿကြီးဟိုတောရိယကခွေးဘဝဖယားရန်ထောင်ပြီးဖယားပြောတဲ့စကားတွေသူနားလေတယ်နော်တန်မြင်ညတော့မမှတ်နဲ့ပြုအနာဂတဝင်နေကြည့်လိုက်တော့အဲ့ဒီခွေးဖြစ်တဲ့ဖယားရန်ထောင်တဲ့တောရိယကြီးကကျွတ်တူဖယားအလောင်းပိဿကြီးဖယားဖြစ်မယ်နောင်သောအခါမှာပိဿကြီးတောရိယကြီးကဘသူအလောင်းဖယားအလောင်းမင်းဖြစ်ပေမဲ့လို့ပစ္စည်းဆွဲလမ်းမိပြီဆိုရင်ကြည်တရားနာပိဿတောရိယကြီးခွေးဖြစ်ငါ့ကိုခွေးမှန်သိပါဘောလားလို့ဆိုပြီးတော့ခွေးကြီးစိတ်ပြက်ပြီးအိမ်ထဲဝင်သွားတယ်ကော်စောပေါ်မအိတ်တော့ဘူးပြာပုံနဲ့ထိုးဝစ်တော့တိုက်ပကံများနဲ့ကျွေးတော့လည်းမစားဘူးတရားနာပိဿကြီးထမေဥသွား၌
ဘုရားကိုယ်တော်မြတ်လည်းအဲ့ဒီနေ့ကဆွမ်းမခံဖြစ်ပါဘူးခွေးကြီးနဲ့စကားပြောရတာနဲ့အချိန်ကုန်ဒီလိုခွေးကြီးအမူအရာတွေပြောင်းနေကြသူ့သားလေးသူ့ပါပြန်လာပြီခရီးသွားရကဟဲ့ကျေးဇူးများခွေးကြီးကော်စောဘအိမ်နေကြဘယ်သွားသလဲဟဲ့တထေလေးတဲ့ခွေးကြီးပြာပုံထဲမှာဝတ်နေပါတယ်ဟင်ဘယ်တော့မှပြာပုံထဲဝတ်ဘူးလို့တော့နင်တို့ရိုက်ပြီးထင်တယ်မရိုက်ပါဘူးတထေလေးဟဲ့လာခဲ့ဆိုပြီးခွေးကြီးခေါ်ပြီးတိုက်ပကံများနဲ့ကြွေးမစားဘူးဗျထမရေအိုးသွား၌မင်းတို့မရိုက်ဘူးဆိုပြီးခွေးတင်အမှုအရာပြောင်းတယ်တားမင်းတို့ငါမရှိတော့ရိုက်ထားပြီမရိုက်ပါဘူးတထေးလေးဟဲ့မရိုက်ရင်ခွေးပဲနဲ့ကြောင့်အမှုအရာပြောင်းနေတာတို့ဒီလိုပါတထေးလေးရဲ့တဲ့တထေးလေးမရှိကြိုက်ဂေါရမမြတ်စွာဘုရားကြွလာတယ်ဂေါရမမြတ်စွာဘုရားကြွလာတော့ခွေးကြီးကထွက်ဟောင်းတယ်တထေးလေးရဲ့ဒီလိုခွေးကြီးကထွက်ဟောင်းတော့ဂေါရမမြတ်စွာဘုရားကတော်ရရာနဲ့ခေါ်ပြောသွားတယ်ဒါရင်မဟုတ်ကျွန်ုပ်တို့ကြားလိုက်တာကဟဲ့တော်ရရမင်းကိုမင်းပြန်ကြည်စမ်းမင်းလူလားခွေးလားဒီလိုမေးသွားတယ်အဲ့ဒီချိန်ကစပြီးခွေးကြီးပြာပုံဝိထမရေအိုးနှိုက်တော့တာပါပဲတထေးလေးဒီလိုလဲပြောလိုက်ရောဟေးဂေါရမဆိုတဲ့ဘုရားကဖျားဆိုတဲ့ဂုံဟိနဲ့ငါအဖေခွေးဖြစ်တယ်လို့ပြောသွားတာပေါ့ကွာဒီလိုပဲပြောသွားပါတယ်တထေးလေးရိုင်းလိုက်လေဗျာကြည်စမ်းပါဖျားဆိုတဲ့ဂုံဟိကြီးနဲ့မို့ငါကိုခွေးသားလို့ဆက်ရမှာမကောင်းလို့ငါအဖေခွေးဖြစ်တဲ့ဆိုရင်သွယ်ဝိုက်တဲ့နီးနဲ့ငါကိုခွေးသားလို့ဆက်သွားတာပဲကွာဟေးဂေါရမကငါ့ကိုခွေးသားလို့ဆဲသွားတာမဖြစ်ဘူးဂေါရမလိုက်ပြီးတော့ငါမူတော်ဝါဒနဲ့ဆွဆွဲရန်ထောင်မဲ့ဆိုပြီးတော့တရားနာပြိဿခွေးသားသူ့ပါအဲ့လေဒါပါတော့လေပုံနာကြီးသားသူ့ပါသူ့ဖေခုခွေးဖြစ်နေတော့ခွေးသားသူ့ပါကဲတရားနာပြိဿဘုရားကျောင်းတော်လိုက်သွားဟိုရောက်တော့တော်ကြီးမောကြီးနဲ့အော်ရှင်ကြီးဂေါရမဟဲ့သူ့ပါဘာတော့ကွမင်းကျဲလောင်နဲ့ကျဲပဲအေးလေငါဖယားထူးနေတယ်မင်းဘာပြောချင်လို့တို့ရှင်ကြီးဂေါရမသည်ကျွန်ုပ်ရဲ့အိမ်မှာရှိတဲ့ခွေးကြီးကိုတောတိယလို့ခေါ်သွားတယ်ဆိုဩမင်းကလည်းတောရိယမို့ငါဖယားတောရိယခေါ်တာအဲ့ဒါဘာပြုလို့ကွဒါဖြင့်ကျုပ်ဖေးကိုခွေးဖြစ်တယ်လို့ဆိုလိုက်တာဗောဖြစ်လို့ဖြစ်နေမှငါဖျားဆူမလားကွယ်တဲ့မင်းဖေခွေးဖြစ်နေတာဟုတ်သားပဲအဲ့ဒါဘာပြုတော့ကြည့်စမ်းငါအဖေခွေးဖြစ်ပြန်တဲ့ရှင်ကြီးကိုတော့မှသင်ဘာပြုလို့ခွေးဖြစ်တယ်လို့ပြောနိုင်တာတော့ရစ်စလှကြီးလားဖျားဆိုတဲ့ဂုံဟေကြီးနဲ့ခွေးသားလို့တိုက်ရိုက်ဆဲရမှာမကောင်းလို့ကျွန်ုပ်ကိုခွေးသားလို့ဆဲလိုက်တာလားဟေးမင်းခွေးသားလို့ငါကဆဲသလားတဲ့ဆဲတော့မဆဲဘူးပေါ့အေးကွယ်ငါဘုရားကဆဲမှမဆဲပဲနဲ့ဒါပေမဲ့ကျွန်တော်ဖေခွေးဖြစ်နေတယ်ဆိုတော့ကျွန်တော်ခွေးသားမကြဘူးလားအေးလေကြားနေတာဟုတ်လို့ကြတာပဲကွယ်ကြည့်စမ်းရှင်ကြီးကတော့ဘာသက်သေပြနိုင်ဟေးနေအောင်ကွယ်ဒီမှာမင်းသက်သေပြရင်ယုံမလားဟဲ့ယုံမဲ့ရှင်ကြီးကတော့မှတိုင်းသက်သေပြလို့ယုံမယ်ဆိုရင်မင်းကမေးရအောင်မင်းအဖေသေသွားတော့ပစ္စည်းတွေစုံလင်အောင်ပေးကြရလားဟဲ့စုံအောင်မရလိုက်ပါဘူးရှင်ကြီးကတော့မှဘာတွေကြံတော့ဟဲ့တသိန်းတန်နဲ့ရွှေချေနဲ့ရွှေခွက်ရွှေပန်းကိုင်တသိန်းတန်သောပစ္စည်း၃ခုမရလိုက်ပါဘူးရှင်ကြီးကတော့မှအေးဒါဖြင့်အဲ့ဒီပစ္စည်း၃ခုရရင်မင်းယုံမလားဟဲ့ဒီတသိန်းတန်တဲ့ပစ္စည်း၃ခုရရင်ယုံမဲ့ရှင်ကြီးကတော့မှ
ကဲဒါဖြင့်ကောင်းပြီတဲ့မင်းအိမ်ပြန်တော့အိမ်ပြန်ပြီဘာလို့ရအဲ့လေငါပြောမယ်ဗောကွအိမ်ပြန်ပြီးတော့မင်းခွေးကြီးကိုကြာနာဆက်ပြနဲ့တိုက်ရေချိုးပြီးတော့လေရေမရောတဲ့နွားလို့တွေနဲ့ကနာထမင်းချက်ပြီးတော့ခွေးကြီးကိုကြာနာကျွေးပြီးတော့မင်းကောင်းရင်ထားကော်စောပေါ်မှာလေနရွက်နှစ်ခုကြားကနေပြီးအမီးစုံထိအောင်အဲ့ဒီခွေးကြီးကိုအဖေခေါ်ပြီးတော့ကြာနာသိပ်ခွေးအဖေခေါ်ရမယ်ဆိုတော့ပိုးနာသွားရှင်ကြီးကောဓမ္မနှိမ့်လာကြည်လားဖယားဆိုတဲ့ဂုံတူးကြီးနဲ့သူ့ထောက်ပဲသားအပေါ်မှာတနာတဲ့မဟာကရုဏာကြီးရှိတယ်ဆိုအေးလေရှိလို့ပြောနေတာပဲကွဒါမဟာကရုဏာရှင်ကြီးမို့ခွေးအဖေခေါ်ခိုင်းတာလားဩခက်လိုက်တာကွယ်မင်းတသိန်းတာနဲ့ပစ္စည်းသုံးခုရရင်ယုံမယ်ဆိုလို့မင်းအဖေခွေးဖြစ်တာငါဖယားသက်သေပြမလို့လေဒါကတော့သူ့ပါတဲ့မင်းတသိန်းတာနဲ့ပစ္စည်းသုံးခုမလိုချင်ရင်လည်းမခေါ်နဲ့ပေါ့သူ့ပါစဉ်းစားကန်းဝင်ပြီပြုတ်အဖေခေါ်သိရင်တသိန်းတာနဲ့ပစ္စည်းသုံးခုရမှာလေခက်လိုက်တာဒါပေမဲ့လို့လေခွေးအဖေခေါ်တာကပ်ပါတာတော့မဟုတ်ပါခေါ်ခြင်းစိတ်လေးတော့ပေါက်လာအဖေခေါ်သိလို့မရမှာငါမုဒဝါဒနဲ့ဂေါရမကိုဆွဆွဲခွေးအဖေခေါ်ခြင်းစိတ်ပေါက်သွားပြီပြုတ်3သိန်းတန်ရမှာကိုပိဿတစ်ခု3သိန်းဆိုတော့နည်းနည်းတော့မေးရအောင်မယ်ပြည်မြို့ကဒကာဒကမတွေတသိန်းတန်နဲ့ပစ္စည်း3ခုကိုရမယ်ဆိုရင်ခွေးအဖေခေါ်မလားဆိုရင်မေးရင်မေးပါဦးရမေးပါဦးဒီစကားနဲ့ကိုယ့်ဘက်မလှည့်ပဲနေမယ်စကားမှမဟုတ်ဘူးအရှင်ဘုရားကိုဘုရားလှုပ်ချင်လှုပ်မဲ့လူတွေခင်ဗျားတို့ကလည်းမလှုပ်ပါနဲ့ကျုပ်လည်းမေးပါဘူးနော်တင်မုန်းချေလိုက်ကြတယ်ဒါပေမဲ့လို့ကျုပ်တစ်ခုတော့ပြောချင်တယ်ပြိဿငွေမတ်တဲ့လူတွေတရားနာပြိဿကြီးအဲ့ဒီတော်ရရခွေးကြီးသာအဖေခေါ်ခိုင်းလိုက်ကြတော့တသိန်းတန်တဲ့ပစ္စည်း3ခုရမှာကိုမှန်ရလားပြိဿကြီးကြည်လေတရားနာပြိဿမင်းမခေါ်ခြင်းနေပေါ့ဆိုတော့ကဲရှိပါစေတော့ရှင်ကြီးခေါ်တော့မှခိုင်းတဲ့တိုင်းလို့မရမှမုဒဝါဒနဲ့ဆွဆွဲမယ်ဆိုပြီးတရားနာပြိဿအိမ်ပြန်သွားခွေးကြီးဆမ်းပြန်နဲ့တိုက်ရေချိုးခွေးကြီးကလည်းသူ့ဘာမျက်နှာကြီးမော့ကြည့်ရောပေါ့ဒီနေ့ထူးနေတာကိုဆမ်းပြန်နဲ့ရေချိုးပြီးတော့ခွေးဆိုတော့ဘုံဝင်အမြင်သားနောက်ရေချိုးပြီးတော့တရားနာပြိဿကြာနာရေမရောတဲ့နွားနို့တွေနဲ့နို့ကနာထမင်းချက်ကျွေးပြီးတော့ခွေးကြီးကြာနာကော်စောပေါ်သိနရွတ်ဆုံကနေပြီးတော့အမီးစုံထိအောင်ခွေးကြီးကိုအဖေခေါ်သိလိုက်တော့လေခွေးကြီးပြုံးလာပြတာခွေးကြီးဘာဖြစ်လာဟေးပြုံးမိမယ်ခွေးဆိုတော့ကြည်ကောင်းပါဒီကွာပြုံးလေအဆွဲထွက်လေဆိုတော့ကြောက်စရာကြီးနေမှာပေါ့ဒါကြောင့်တချို့အယုဆိုးတဲ့လူတွေပြုံးတော့မင်းသိပ်ပြုံးတယ်တဲ့မင်းကတော့ပြုံးတာပဲတဲ့ငါကြိုက်လိုက်မယ်ကြီးထင်နေတာဒါကြောင့်ပြောကြသပေါ့ခွေးကြီးပြုံးလာပြုံးရင်နဲ့တရားနာပြီးတာခွေးကြီးမျက်ရည်ကျပြီးတာခွေးကြီးပြုံးပြီးပါဖြစ်အေးကွာအခုရိုက်နေတဲ့ပြုံးမျက်ရည်ဆိုတဲ့ဇာတ်ကားတွေဒါမျိုးနဲ့တူပါမှန်းကြည့်ရတာကိုကွပြုံးလို့မျက်ရည်ကျတော့ပြုံးမျက်ရည်ပေါ့ကြည့်တရားနာပြီးတာခွေးကြီးပြုံးပြီးမျက်ရည်ကျပြုံးတာကဘာဖြစ်လို့ပြုံးတာတုံးဆိုတော့သူ့ဘာငါခွေးဖြစ်ပေမဲ့လို့ငါသားကလေးငါ့ကိုအဖေမှန်းသိရှာသေးတကိုဝမ်းသာလို့ပြုံးမျက်ရည်ကျတာကတော့
အဖေမှန်းသိမှာတော့တသိန်းတန်တဲ့ပစ္စည်းတွေငါမပေးလို့မတော်ဘူးဒီပစ္စည်းတွေငါမပေးခြင်းပင်နဲ့ပေးရတော့မှာပါလားလို့ဟောနှမျောလို့မျက်ရည်ကြခွေးဘဝတောင်နှမျောတော့နှမျောလို့မျက်ရည်ကြတယ်ပြိဿနောက်တော့မပေးမဖြစ်ပါဘူးဆိုပြီးတော့သူ့ဘာရဲ့ပစိုးစာလေးပါဇက်နဲ့ကြိုက်ဆွဲခေါ်သွားသူ့ဘာလိုက်သွားလေကအောက်ရောက်တော့တရားနာပြိဿသူတသိန်းတန်တဲ့ပစ္စည်းသုံးခုထားတဲ့နေရာကိုခွေးကလက်ကလေးနဲ့ရက်ပြတယ်သူ့ဘာတူးကြည့်လိုက်တဲ့အချိန်ခါမှာတသိန်းတန်တဲ့ပစ္စည်းသုံးခုရဟာအေးအိုးအားသိကွာအေးဂေါရမတဲသိရတဲ့ဂေါရမဓာတ်တော်ဖယားဆိုပြီးတော့ကိုးကွယ်ကြတာပါလားနော်သူများကိုးကွယ်တာကြာလှပြီခုမှသိတတ်တဲ့ဖယားတဲ့ကြည်စားတသိန်းတန်တဲ့ပစ္စည်းသုံးခုသူငါအိမ်နဲ့လည်းတစ်ခါမှမကြွဘူးပါဘူးငါအဖေလည်းမသေးခင်တုန်းကလေဖယားကံလွန်တိုက်နေတဲ့ပုဂ္ဂိုလ်ဆိုတော့အဖေနဲ့ဖယားနဲ့လည်းမရင်နှီးပါဘူးငါလက်ထက်ကြလည်းတစ်ခါမှမကြွဘူးပါဘူးမကြွဘူးမရောက်ဘူးပဲနဲ့ဒီပစ္စည်းတွေဒီနေရာရှိတဲ့ဆိုတာလည်း तू မသိပါဘူးမသိပဲနဲ့လေတကိုးတော်နဲ့ခွေးကြီးမင်းယူပြလိုက်လို့လည်းခိုင်းတယ်မဟုတ်ပါဘူးခွေးကိုဒီလိုတော့ခိုင်းမယ်မဟုတ်ပါဘူးဒါပေမဲ့လို့သူပြောတဲ့အတိုင်းငါကခွေးအဖေခေါ်လို့ခွေးကြီးပြတာကတော့ဟုတ်ပြီငါအဖေဘဝကဖြစ်သွားတဲ့ခွေးကြီးပါလားဒါပေမဲ့လို့လေခွေးအဖေခေါ်ရတာကလည်းပဲရှက်စရာကြီးတန်လောက်ထီအောင်တည်တတ်တဲ့ဖယားတသိန်းတန်တဲ့ပစ္စည်းသုံးခုငါရအောင်ပြပေးပါသဖြင့်ကျေးဇူးကြီးတယ်ဆိုပြီးတော့ဖယားထံအပြေးသွားလို့အိုးလောကမှာအတုမရှိသိတော်မူသောမြတ်စွာဘုရားပြီးတော့တသိန်းတန်တဲ့ပစ္စည်းသုံးခုရပါဗျာပြီးတော့ဖေခွေးဖြစ်သွားတာဟုတ်ပါဗျာယုံကြည်ပါပြီဗျာခောရမပြောတဲ့စကားမှန်ကန်ပါပြီဗျာနဲ့ဖယားကြီးညိုသွားလိုက်တာပြိဿရေကြီးညိုယုံနဲ့မကဘူးနောက်မြတ်စွာဘုရားကိုတော်မြတ်ထံချင်းကပ်ပြီးတော့ပြဿနာ14ချက်ကိုမေးလျောက်ပါတယ်ဗျာကဲနောက်ကလက်ချိုးပြီးတော့ဆိုကြတလုံးချင်းဆိုဟိတဲ့နောက်ကထွက်ကြမှာတဲ့နောက်ကလူတွေအသက်ထွက်ကြမှာမဖြေလို့ဘုန်းကြီးတော့စိတ်ဆိုးတော့မှထင်တယ်နောက်ကလူတွေသက်ထွက်ကြသမှာဖြေခိုင်းတာတဲ့ဩဒါဟဲ့ဝေလှကံစီမျိုးညာဘယ်နှလုံးနောက်ကလူတွေမှတ်စမ်းမှသက်ဝေလှကံစီမျိုးညာပြန်ပြောဦးမယ်သက်ဝေလှကံစီမျိုးညာသက်ဝေလှကံစီမျိုးညာကိုင်းဆိုစမ်းမအကုန်လုံးညီညီလေးပြန်ဆိုစမ်းမမှတ်မိဗလားသက်ဝေလှကံစီမျိုးညာအဲ့ဒါကိုမေးသက်ဆိုတာဘာပြောတာအိုးရှင်ကြီးကိုဓမ္မလူသားဖြစ်နေကြတဲ့တတ္တဝါတွေမှာဒီမြေပေါ်နေဒီရေကိုတောက်ဒီထမင်းကိုစားပခုံးတစ်ဖက်ကြခေါင်းပေါက်တဲ့လူချင်းအတူတူဖြစ်ပါလျက်ကနေတချို့ကြတော့အသက်တိုးနေကြပါတယ်ရှင်ကြီးကိုတပါတချို့ကြတော့လေအသက်ရှည်နေကြပါတယ်ရှင်ကြီးကိုတပါလူတွေအတူတူဖြစ်ပါလျက်ကနေတချို့ဘာပြုလို့အသက်တိုးတာလဲတချို့ဘာပြုလို့အသက်ရှည်တာလဲသက်ဆိုတာအသက်အတိုးရှည်မေးတာပါဘုရားဆိုတာဒီလိုဖြေကြဘေးသားကြီးသက်ဆိုတဲ့စကားလုံးလေးအဓိပ္ပာယ်ကဘာပါလိမ့်အတိုးအရှည်အသက်ထဲပြီ
ဘယ်ဟာတွေမှမသိပဲဖြစ်နေဦးမယ်အသက်အတူအရှိမေးတာပါဗျာသက်ဆိုတာဘာလို့ဟဲ့မြတ်စွာဘုရားကကံတစ်ချက်နဲ့ဖြတ်ဟောသူပါအသက်တူတာအကုသိုလ်ကံကွအသက်ရှိတာကုသိုလ်ကံနောက်ဘဝကပါဏာတိပါဒသိက္ခာပုဒ်တွေလွန်ကျူးခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အသက်တူတာပေါ့နောက်ဘဝကပါဏာတိပါဒသိက္ခာပုဒ်တွေကိုရှောင်ကျင်ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အသက်ရှိတယ်ဘေးသားကြီးအသက်တူတာကုသိုလ်ကံလားအကုသိုလ်ကံအသက်ရှိတာရောဟဲ့အကျယ်ဝင်ဟောမယ်ဆိုရင်နောက်ပိုင်းဇတ်ထုတ်ဟောနိုင်ဘူးနော်နောက်ပိုင်းဇတ်ထုတ်မဟောနိုင်ဘူးတရားနာပြိဿတို့နဲ့လိုရင်းလေးခမရတို့နားလည်ရင်ပြီးရောဆိုပြီးကျုပ်ဟောသွားပါနားလည်ဖို့အရေးကြီးပါတယ်ကျန်ဒီကံတရားပွဲဟောပြီးပြည်မြို့ကယဉ်ကျေးမှုဒီဇတ်ယုံကြီးရှံထွက်တာဟာပြိဿနားလည်လို့လာတာပါနားမလည်ရင်လာပါဒါတော့နားလည်အောင်မဲဟောရကြည့်တရားနာပြိဿမေးမလို့ပရိသတ်ကြီးအသက်တူခြင်းသလားရှည်ခြင်းသလားရှည်ခြင်းပါဗျာမပြောတဲ့လူတွေအသက်တူခြင်းလို့သမှတ်ကြဟုတ်တယ်ကြောင်ခိုးနေတဲ့လူတွေအငိုက်တော့ရရမှာပရိသတ်ကြီးမေးရအောင်မယ်ခမည်းတော်အသက်တူခြင်းသလားရှည်ခြင်းသလားရှည်ခြင်းပါဗျာဘယ်သူနေရဲ့သေးအသက်ရှည်ခြင်းလို့ရှိရင်တရားနာပရိသတ်ကြီးကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုရင်တရားနာပရိသတ်ကြီးလှူရမှာလားမလှူပဲထိုင်နေရမှာလားဒါဖြင့်လှူကြအတော်အကွက်ဝင်တဲ့တရားပေါ့ကွယ်နော်အတော်အဆင်ပြေတဲ့တရားအသက်ရှည်ခြင်းတဲ့လူတွေဆိုတော့ဒီကနေ့လှူကြတော့မယ်ပေါ့ဘုရားကိုယ်တော်မြတ်ကဟောနေပြီအသက်တူတာအကုသိုလ်ကံအသက်ရှိတာကုသိုလ်ကံကံတက်ပြီးတော့ပါတော့ဟဲ့ဝေဆိုတာရှင်ကြီးတော်မှာတချို့ဝေဒနာများတယ်တချို့ဝေဒနာနည်းတယ်ဒီထမင်းဒီဟင်းအတူတူစားကြတာပါပဲပိဿကြီးတချို့ဝေဒနာနည်းပြီးတော့တချို့ဝေဒနာမများဘူးလားပိဿဘာဖြစ်လို့ရုံးနဲ့သူ့ဘာကမေးတော့ဘုရားကိုယ်တော်မြတ်ကသူ့ဘာတဲ့ဝေဒနာများတာအကုသိုလ်ကံပါကွာသူများနှိမ့်ဆက်ခဲ့တဲ့အကုသိုလ်ကံဟဲ့ရှင်မောကလန်ကြီးကြည့်ပေါ့လက်ဝဲတော်ရတကိုးရဧတရက်ရပြီမယ်လို့မြင်းမို့တောင်ခုနှစ်ပတ်ပတ်တဲ့နဂါမင်းကြီးကိုတရားနာပိဿအပေါ်ကနေ14ပတ်ပတ်မြင်းမို့တောင်နဲ့ညတရားမင်းရဲ့ဝေဇယံတာပြတ်တတ်ကိုခြေမနဲ့ညှပ်ပြီးတွတ်ခါအောင်လှုပ်နိုင်တဲ့တကူပြင်းထန်တဲ့ရှင်မောကလမင်းဖြစ်တော်လေမရစကားနားထောင်မြင့်မမြင့်မိဘနှစ်ပါးကိုသခိုးလို့ရိုက်ခဲ့တော့ဟောပရိနိဗ္ဗာန်စံကန်ဒီမှာခိုးသား900ရိုက်ခံရတယ်6ရက်တော့တရားနာပြည်သားရှောင်းနေသေးတယ်ကောင်းငင်ပြန်ပြီး9ရက်ကြတော့မရှောင်းနိုင်ဘူးအဲ့ဒီကံကြီးဖိစည်းလာတော့အယိုးတွေကြေးကောင်ကိုအရိုက်ခံရဒီဝေဒနာထန်ချက်နဲ့ပဲပရိနိဗ္ဗာန်ဆံရသည်ဒါမို့တရားနာပြည်သားဝေဒနာဆိုတာအကုသိုလ်ကံဆိုတာမရှင်းဘူးလားပြည်သားကြီးဝေဒနာနဲတဲ့ဆိုတာကုသိုလ်ကံပြည်သားကြီးမေးရအောင်မယ်အနာရောဂဝေဒနာတွေများခြင်းသလားအနာရောဂဝေဒနာတွေနည်းခြင်းသလားမပြောတဲ့လူတွေရဟနာပေါက်ပါစေဟုတ်တယ်လူရှိအမြင်မကောင်းကုန်နေရခိုးနေကြပြည်သားကြီးဝေဒနာနည်းခြင်းသလားဝေဒနာများခြင်းသလားဝေဒနာနည်းခြင်းရင်ကုသိုလ်ကံပြုရမှာလားအကုသိုလ်ကံပြုရမှာလားကုသိုလ်ကံပြုရမယ်ဆိုတာလှူရမှာလားမလှူပဲထိုင်နေရမှာလားဒါဖြင့်လှူကြတော့အဆင်ပြေတဲ့တရားပေါ့တရားမနာခင်နဲ့တရားနာပြည်သားငွေက1900ကျော်သွားဒီကနေ့အတော်အားရပါတယ်3-4 တောင်လောက်တော့ရလိမ့်မယ်ထင်တယ်ကြည့်တရားနာပြည်သားရေဝေပြီးတော့ဘာတော့တရားနာပြည်သားကြီးလှတယ်ဟဲ့လှကျင်တဲ့လူတွေနားထောင်စားဟဲ့တချို့ပခုံးနဲ့ဖဲကြခေါင်းပေါက်တာချင်းအတူတူဖြစ်ပေမဲ့လို့တချို့သိလှနေပါသည်ဗျာတချို့ကြတော့သိအယုံဆိုးနေပါသည်ဗျာရေးသားကြီးတချို့မလှဘူးလားမလီတချို့ကြတော့မြက်တောင်ခတ်ရမှကြောက်တော့အောင်လှတဲ့ဟိမြက်တောင်ခတ်ရမှကြောက်တယ်တဲ့ဘာဖြစ်လို့တော့လို့ဆိုတော့
မလီမြတ်တောင်များခတ်လိုက်ရင်တဲ့သမမ်းမြတ်တော်ကြီးချသွားသလိုကြွားကြတာကြွားကြဟာမလီကြွားတဲ့လူတွေကကြွားတော့လေယုံတဲ့လူတွေကယုံကြသည်ယုံမှုလားပြိဿယုံပါရဲ့ဗျာတချို့ပဲထီအောင်ကြွားတော့အမလီတဖဝါမှတောင်မခွာနိုင်ဘူးတဲ့ခြေလှမ်းတလှမ်းလှမ်းတဖဝါလွတ်တဲ့ဥစ္စာဒါတဖဝါမှမခွာနိုင်ဘူးယုံတဲ့မိန်းမတွေကလည်းရမ်းယုံကြနောက်မယုံနဲ့တဖဝါမှမခွာနိုင်ဘူးဆိုတဲ့ယောက်ျားတွေတိုင်ကတ်ကျိုးနဲ့တုတ်ရဘယ်မှာမသွားနဲ့အောက်သား तू ကတဖဝါမှမခွာနိုင်ဘူးပြောတာကိုသမင်းကျွေးချိန်သွားကျွေးလိုက်ရေတိုက်ချိန်သွားတိုက်လိုက်ကျင်ကြီးကျင်ကဆွညင်လည်းဘယ်မှာမသွားနဲ့အဲ့ဒီနာရင်ပြစ်ထုတ်လိုက်ဒါရှိတာပဲခြေလန်းလန်းတဖဝါလွတ်တော့မှာ तू ကတဖဝါမှမခွာနိုင်ဘူးပြောတာကိုဩရမ်းရမ်းယုံညကြွားတဲ့လူတွေကြွားတော့လေယုံတဲ့မိန်းမတွေကယုံကြပါသည်တဖဝါမှမခွာနိုင်ဘူးပြောတော့မိန်းမတွေကလည်းဩငါချစ်ရှာတာတဖဝါမှမခွာနိုင်ဘူးတဲ့သူခင်ဗျာဟုတ်ရှာပါနော်ဆိုတော့အကုန်မျက်စိလဲကုန်ရောလဲဘူးလားပြိဿကြီးလဲတာပေါ့ပြိဿကြီးဒီထဲတချို့သိမ့်လှလို့မျက်တောင်ခမ်းရမှာကြောက်တယ်ဆိုတဲ့နေရာမိန်းမများချိန်မွန်းတာတော့ဥလှသိမ့်တို့မှပြုတ်မျက်ခုံးလေးဖြစ်တော့လက်နဲ့ကင်ပြကျွတ်တော့ဘုန်းကြီးဆိုတော့ပါဇက်ကဘာပြောလူကသိလှုပ်လို့ဖြစ်တာမဟုတ်မြင်လားဥလှသိမ့်မင်းကလေးချိန်မွန်းတဲ့နေရာနားထောင်ကြည့်မျက်ခုံးလေးကသုံးရလနဲ့တူတယ်သူကကင်ပြတာနော်မျက်လုံးလေးကတောက်ကြကျဲလို့ကိုယ်မြစ်တောင်လေးကို့ပါပြီတော့ဟဲ့အမရဲဥလှသိမ့်ပြောတာပြောပါတယ်နာရံကလေးကဆင်းလို့နေပြန်တယ်ပအိုလေးကမုံမုံလေးပါပဲကွယ်နှုတ်ခမ်းတော်လေးကမူရည်ကျွဲတယ်အမရှိကြီးပေါ့ဗျာဥလှသိမ့်လို့ချိန်မွန်းတာသွားကလေးကစပယ်ဘူးတန်တန်နဲ့ခါသိလို့ရင်ဟန်ချီတယ်ဟဲ့ပေါင်းတယ်မို့တွေ့စမ်းရင်တော့အရှိကြီးပေါ့ဗျာဥလှသိမ့်ချိန်မွန်းတယ်လို့ဆိုရင်ဒါကြောင့်တရားနာပိဋကတချို့ကြတော့မြက်တောင်မခတ်ရဲအောင်လှဟောတရားနာပိဋကတချို့ကြတော့ကြည့်မဖြစ်အောင်အယုတ်ဆိုးတဲ့ဆိုးဘူးလားပိဋကကြီးပိဋကကြီးကျုပ်တရားဝဲတဲ့ရင်ကိုသိတ်လှတဲ့လူတွေပါဘူးလားဟေးကြည့်မဖြစ်အောင်အယုတ်ဆိုးတဲ့လူကောင်ပါဘူးလားအေးပါပြီမလို့အယုတ်ဆိုးတဲ့လူလဲကိုလှတာနဲ့သွားမကဲ့ကြီးကြနဲ့ဟုတ်တယ်တချို့ကကိုလှတယ်နဲ့သူများသွားကဲ့ကြီးအမလီသူသွားကြီးကခေါ်တာအုတ်ရှိသီးစားဖို့ကောင်းအုတ်ရှိသီးမကလို့ဘာရှိစားကိုနဲ့ဘာဆိုင်တော့ခင်ဗျားတို့ကတော့သွားခေါ်လို့ကဲ့ကြီးတာဗျအကြိုက်တွေ့တော့ဘာပြောတယ်ထင်လို့သဘောလေးနဲ့မင်းရဲ့ပြုံးနေတယ်လို့ပဲကွဟိုဖြင့်ခေါ်လို့စီမရဒါသူကပြုံးနေတယ်လို့ထင်တချို့ကြတော့လည်းမျက်လုံးမေးတာသွားကဲ့ကြီးအမလီသူ့မျက်လုံးကမေးတာတဲ့ပွေးမျက်လုံးကျနေတာကြာရင်ပိတ်တော့မှမကြီးဝင့်ကြနေတာပဲဘာဝင့်ဖြစ်ကိုနဲ့ဘာဆိုင်လို့ခမည်းတော်ကတော့မျက်လုံးမေးလို့ကဲ့ကြီးသူ့ကြိုက်နဲ့သူတွေ့တော့လေသူ့အိုးနဲ့သူ့ဆန်တန်ယုံနဲ့မျက်လုံးကလေးကိုကအိတ်နေသလိုပဲကွဟိုဖြင့်မေးလို့ဖွင့်မရဘူးအကြိုက်တွေ့တော့အိတ်နေသလိုပဲတဲ့ပိဋကရဲ့ဒါကြောင့်တရားနာပိဋကကြီးကိုလှတာနဲ့သူများသွားမကဲ့ကြီးပါနဲ့ဟေးအယုတ်ဆိုးတဲ့လူတွေလည်းငါအားပေးခဲ့မယ်ဟေ့အားမလျှော့ပါနဲ့အယုတ်ဆိုးလို့မရတာလောကမရှိပါပိဋကကြီးအယုတ်ဆိုးလို့မရတာလောကရှိရမြစ်ထဲကမျောလာတဲ့မဟာဗရုမမင်းသားကြီးဆယ်တဲ့ခြေတွေလက်တွေမပါတဲ့ပေါင်ထိုးတောင်မိဖုရားကြီးကကောက်ကြိုက်လိုက်သေးသည်အားမလျှော့နဲ့ဟဲ့ဒါကြောင့်တရားနာပိဋကကြီးမေးရအောင်မယ်ခမရတို့အယုတ်ဆိုးတာကြိုက်သလားယုတ်လှတာကြိုက်သလားကိုလှခြင်းတို့မလှခြင်းတို့လှတာပဲကြိုက်ကြဒါပေမဲ့လို့ငါနည်းနည်းတော့မှားခဲ့မဟေးလှတာများရိုင်းမကြိုက်ကြနဲ့ရမ်းမကြိုက်ကြနဲ့လှတာများလှတာမဲ့တော့ဘာပြုဆိုလားကုန်ပြီနေနော်ငါမပြေခြင်းလို့ခြံထားသူကပြစ်တုတ်လိုက်သေးဒီတော့တရားနာပိဋကရေဒါကြောင့်လှတာရမ်းမကြိုက်နဲ့ကျုပ်ကိုယ်တိုင်မှားဘူးတဲ့လှတာရမ်းကြိုက်လို့ပြောရအောင်ငယ်ကျိုးငယ်နာတော့ကုံတော့မှာအခုမဟုတ်ပါဘူးဟိုကိုရင်တုန်းကငယ်ငယ်တုန်းကသိမှသိပဲကိုရင်တုန်းကကျုပ်စကိုင်းမှနေ
ကိုင်းနေတော့ဘုန်းကြီးကလည်းကျုပ်အမတန်ချစ်ရန်ကုန်ကတရားနာပြည်သားကားကြီး2ဆင်းဖျားဘူးလာကြတယ်စကိုင်းရန်ကုန်ကအဲ့ဒီကားကြီးပေါ်မှာပါလာတယ်မခင်တန်းဆိုတဲ့ကလေးမလေးကသိလှရန်ကုန်ကမခင်တန်းဆိုတဲ့ကလေးမလေးသိလှတော့တရားနာပြည်သားကြီးကျုပ်ကမျက်တောင်ခတ်ကြည့်ရုံနဲ့မကဘူးတရားနာပြည်သားဦးစင်းနေရှိသွားချိန်မွန်းဦးစင်းဖျားဟဲ့ကွယ်ဘာတော့မခင်တန်းလေးလှတယ်ခဏခဏချိန်မွန်းတော့ကြောင့်ဟိုးစွန်းနဲ့တွေ့တယ်ဦးစင်းပြမခင်တန်းလေးလှတယ်ဒီကောင်မျက်စိကျနေပြီထင်တယ်ဟဲ့ကိုရင်မင်းခင်တန်းစာပေးကွာဦးစင်းနေကမြောက်ပေးတယ်ဦးစင်းနေကမြောက်ပေးတော့တပည့်တော်မရေးတတ်ဘူးဗျဒါကောင်မင်းမရေးတတ်တို့ရေးပေးဦးစင်းနေရေးပေးတဲ့သမီးစားစာဆိုတော့လေပါဠိတွေနဲ့ပေါ့ဗျာပဂိနီတို့အဘိရူပန်တို့ပေါ့ပဂိနီဆိုတာချင်းနမအဘိရူပန်ဆိုတာအလွန်အစင်းလှပါဠိတွေနဲ့ရေးပေးကျုပ်ကလည်းတရားနာပြည်သားကိုယ်တိုင်တော့မစွမ်းပါဘူးမခင်တန်းကိုသူ့မောင်လေးအပေးခိုင်းသူများနှာခေါင်းနဲ့အသက်ရှူရသူ့မောင်လေးအပေးခိုင်းတော့သူ့မောင်လေးကမခင်တန်းသွားပေးမခင်တန်းကစာရီဖတ်ကြည့်တယ်ပါဠိတွေပါတော့ဘုရားရှိခိုးမှလို့သူ့ဖေသွားဗျာဗျာငါးပါးတော့မှောက်ပါဟဲ့ကောင်မလေးဒါပါတော့ဘုရားရှိခိုးလေးဖေးရဲ့ဘယ်ဘုရားရှိခိုးအောင်သမီးစားစားနေဘသူကပေးတာတော့ကိုရင်ကပေးတာဦးစင်းနဲ့မြောက်ပေးတာနေမှာပြန်ပေးလိုက်ဆိုတော့မခင်တန်းကကျုပ်ရှိပြန်စာလေးလာအဲ့ဒီစာတော့ပြန်မပေးဘူးပြန်စာလေးကိုရင်တဲ့တပည့်တော်မှမေတ္တာမမျှခြင်းပါနဲ့တဲ့တပည့်တော်မှလူစင်မမိလို့ပါကဲကျုပ်ကျင်တတ်မလားဗျကြည်စမ်းပါဗျာမျက်လုံးမျက်ဖာနှာရမ်းကအစဒါလောက်လှနေတာကြီးလူစင်မပါရလူစင်မမိရအောင်ဘာတစ်ခုခုမပါလို့ပါလေကျုပ်မကျင်တတ်ဘူးမကျင်တော့နောက်ထပ်ပေးတယ်စားတစောင်းထပ်ပေးတော့မခင်တန်းကတရားနာပြည်သားဒီတစ်ခါတော့ပြန်စာမဟုတ်ဘူးချင်းစာလေးလားချင်းနဲ့စာလေးအေးကွယ်ချင်းနဲ့စာလဲငါညီများနားထောင်ရင်မင်းတို့ဆိုတော်တဲ့နေရာချင်းမှာပေါ့ငါချင်းပုံကြည့်ကွာကိုရင်နဲ့မယုံရင်မနဲ့စောစောဖုန်းကြီးရှိလာခဲ့ပါခေါင်းကြည့်သွားဟောဗျာလူငယ်တဘာဝချင်းတာလူကြီးမသိတဲ့နေရာချင်းကြတာငါဖုန်းကြီးရှိချင်းပါဘုန်းကြီးလျှောက်ထားငါတော့ရိုက်တော့မှထင်တယ်ကျုပ်ကကြောက်အဲ့ဒါနဲ့တရားနာပြည်သားသူချိန်ထားတဲ့နေရာဆိုတော့လည်းသွားရတာပေါ့လေသွားတော့တရားနာပြည်သားသူကဘုန်းကြီးရှိထိုင်းနေမခင်တန်လန်းသွားတာလည်းတစ်ခါမှမမြင်ဘူးကျုပ်ကထိုင်းနေတော့ကြည့်ချိန်မွန်းမခင်တန်ဘုန်းကြီးရှိကြုံကလေးထိုင်းနေကျုပ်ကမလှမ်းမကန်းကလှမ်းကြည့်စမ်းပါဗျာသူ့မျက်နှာကြီးကြည့်ရလာပြီးဝန်းကြလို့လှလိုက်တာမျက်လုံးမျက်ဖန်နှာရမ်းကအစလူစင်မမိရအောင်ဘာများမပါလို့ပါလဲကြည်သာမကြည်နပ်နေတာတရားနာပြည်သားသူ့ဘေးချထားတဲ့ဂျိုင်းတောင်ကြီးကျုံမမြင်ဘူးမာကုန်ပြီအဲ့ဒါမခင်တန်းကတရားနာပြည်သားကျုံမှမြင်ပါစေတော့လို့ဘုန်းကြီးတပည့်တော်မှသွားတော့မယ်ဘုရားသူဂျိုင်းတောင်းနဲ့ထားသွားဘယ်ပေါင်တစ်ချောင်းပါတော့ရှက်လိုက်တာအဲ့ဒီတော့ကကျုံမျက်နှာဇီးရွက်လောက်ရှိမျက်နှာကိုမဲသွားငယ်ငယ်လုံးကဟဲ့လှတာကိုရမ်းကြိုက်လို့ငါမှားခဲ့ဘူးသကွက်ညီငယ်တို့နှမငယ်တို့ဒါကြောင့်လှတာတွေရမ်းမကြိုက်ကြခြင်းနဲ့လှတယ်ဆိုတဲ့ကိစ္စရုပ်လှထားရင်မကဟေးအချင်းလှမှဟေးအစင်းလှတာလောက်မရှိနဲ့အချင်းလှမှလှတာကိုမကြိုက်နဲ့ဆိုလို့လဲလှတဲ့လူတွေငါမျက်စောင်းမထိုးကြနဲ့ရုပ်လဲလှမယ်အချင်းလဲလှမယ်ဆိုရင်အဲ့ဒါပို့ပြီးတော့အဆင်ပြေပါတယ်ရုပ်လှတဲ့လူတွေလဲစိတ်ကလေးလှအောင်ကြိုးစားကြကောင်းမူလားပြိဿကြီးစ
စိတ်ရောရုပ်ရောလှသွားတယ်ဆိုရင်အတိုင်းချင်းအလွန်ပေါ့မှန်ရလားမှန်ပါဗျာ gain ကြည်တရားနာပြိဿရေအဲ့ဒါကြောင့်မို့လို့လှတာရမ်းမကြိုက်ဖို့သတိပေးပြီးတဲ့နောက်ကျုပ်ကိုယ်တိုင်မှားခဲ့ဘူးလို့ရှေ့ဆက်မေးရအောင်ပရိသတ်ကြီးရုပ်လှတယ်ဆိုတာကုသိုလ်ကံလားအကုသိုလ်ကံလားမအားနဲ့ဟိလှတာလှပရိသတ်ကြီးရုပ်လှတာကုသိုလ်ကံလားအကုသိုလ်ကံလားအယုတ်ဆိုးတာကရုပ်လှတာမေတ္တာဟိအယုတ်ဆိုးတာဒေါသဟိအကုသိုလ်စေတသိက်သူပါရုပ်လှတာကုသိုလ်ကံအယုတ်ဆိုးတာအကုသိုလ်ကံကံတစ်ချက်နဲ့ဖြတ်ခေါ်နောက်တရားနာပြည်သားကြီးလှပြီးတော့ပါလေကံဟိတချို့ဘုံကံကြီးတယ်တချို့ဘုံကံနီးပြည်သားကြီးတချို့ဘုံကံမကြီးဘူးလားတချို့ဘုံကံမနီးဘူးလားဘုံကံကြီးတယ်ဆိုတာကုသိုလ်ကံဘုံကံနီးတယ်ဆိုတာအကုသိုလ်ကံမှန်လားပြည်သားကြီးဘုံကံကိုမသိမချင်းတစ်သက်လုံးကြီးမဲ့ဘုံကံမျိုးကိုပြီးဆုံးသည့်တိုင်အောင်ကြိုးစားပြီးတော့ပြုရနောယထာတို့ဘုံကံကြီးသလောက်တရားနာပြည်သားကြီးနောက်ဆုံးကြတော့ဘာခတ်ပါလိမ့်ဘုံကံကြီးတဲ့အချိန်ကြီးပြီးတော့နဲတဲ့အချိန်ကြတော့လေသူခမညာခံရရှာရောဒါကြောင့်ဘုံကံကိုတစ်သက်လုံးကြီးအောင်သေခိဘုံကံကြီးအောင်ကုသိုလ်ကောင်းမှုကိုကြိုးစားပြုကြကောင်းမှုလားပြည်သားကြီးကံကလည်းအလွန်အရေးကြီးပါတယ်ပြိဿနော်ကံဆိုတာဘသူများပြုတဲ့မှုပုံပေါ့ကိုပြုတဲ့မှုပြိဿကြီးကံဆိုတာဘသူပြုတဲ့မှုကြိုးစားကြပေါ့မြင်မလားရှေးတုန်းကများတရားနာပြိဿငါမွှေးတို့များကံပေးတာနှမ်းလော်ဆိုင်တာတော့အပင်ပေါက်တယ်ပြိဿကြီးမေးအောင်မနှမ်းလော်ကျဲတာအပင်ပေါက်နိုင်မှာမလားအဲ့ဒါပေါက်တယ်ဗျာပေါက်ပုံလေးပြောရအောင်မောင်မွှေးသူများနှမ်းခင်းနေပြက်တယ်သူနှမ်းခင်းမပြက်ဘူးငါဘာဖြစ်လို့ဒီလောက်အကျိုးပေးပါလိမ့်ငါမွှေးတို့နှမ်းလော်ကျဲပါကွာစမ်းစမ်းသူကံသူစမ်းငါမွှေးနှမ်းလော်ကျဲမကွာဆိုပြီးတရားနာပိဿနှမ်းလော်တဲ့တောင်းကြီးထမ်းသွားပြီးတရားနာပိဿရေတော်တဲ့ရောက်တော့နှမ်းမကျဲခင်တရားနာပိဿနှမ်းတောင်းလေးချပြီးတော့တဲကလေးတဲ့သွားအိတ်တရေတမောသူနဲ့ရာခင်းချင်းရှင်လို့တဲ့လူကလည်းမောင်မဲတဲ့ပိဿမောင်မဲကစဉ်းစားတယ်ငါမွှေးနဲ့ငါနဲ့ရာခင်းချင်းရှင်လို့တာစီးရိုးချတယ်ငါရာခင်းပြက်ပြီနဲ့သူရာခင်းမပြက်ဘူးဘယ်နဲ့ကြောင့်အကျိုးပေးနေပါလိမ့်တန်ဘာမှမဟုတ်ဘူးမျိုးကောင်းလို့ဖြစ်ရနှမ်းမျိုးကောင်းလို့ဖြစ်ရဒီကောင်တော့နှမ်းမကျဲသေးဘူးနှမ်းတောင်းချပြီးတော့တဲဝင်အိတ်သူမျိုးကောင်းတဲ့နှမ်းတောင်းတဲ့ငါနှမ်းတောင်းမကောင်းတာတွေနဲ့လဲဆိုင်နှမ်းတောင်းညင်သွားလဲစိုက်လိုက်ကြတာပြိဿနှမ်းပင်ပေါက်မဲ့ချိန်ကြတော့မောင်မွှေးနှမ်းခင်းကဦးလို့မောင်မဲနှမ်းခင်းတပင်မပေါက်ဘယ်ပေါက်မလို့ဟိုကလှော်ထားတာတွေသူကယူဆိုင်အဲ့ဒီနေ့ကစပြီးတရားနာပြိဿကံပေးတဲ့နေရာငါမွှေးတော့မစမ်းကြနဲ့နှမ်းလှော်ကျဲတာတောင်အပင်ပေါက်တကွလို့ရာဇဝင်ရောက်ဘူးတယ်မှန်လားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးဘုံကံကြီးတဲ့ဆိုတာလည်းမိမိပြုတဲ့ကုသိုလ်ကံဘုံကံနီးတဲ့ဆိုတာမိမိပြုတဲ့အကုသိုလ်ကံပရိသတ်ကြီးဘုံကံနီးခြင်းသလားကြီးခြင်းသလားကြီးပါရဲ့ဗျာဘုံကံကြီးခြင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုရင်လှူရမှာလားမလှူပဲထိုင်နေရမှာလားတော့နာပါရဲ့လှူကြအတော်အဆင်ပြေတဲ့တရားတော်ပရိသတ်တိုင်းကြည်တရားနာပရိသတ်ရေကံပြီးတော့ပါလိမ့်တချို့စီးပွားဖြစ်ပါတယ်တဲ့ရှင်ကြီးကတော့မှတချို့စီးပွားမဖြစ်ဘူးတဲ့ပိဿကြီးတချို့စီးပွားမဖြစ်ဘူးလားတချို့ကြတော့မထနော်စီးပွားဖြစ်ခြင်းနဲ့လူကြတရားနာပိဿငွေနှစ်ကြက်နဲ့ထီမထိုးပဲနဲ့လက်မှတ်ကောက်ရတော့သိန်းဒီပေါက်တယ်မှန်လားပိဿကြီးစီးပွားမဖြစ်ခြင်းနဲ့လူကြတော့လေတရားနာပိဿငွေနှစ်ကြက်နဲ့ထီထိုးသိန်းဒီပေါက်လို့မဟင်္ဂရန်ကြီးခြိတောင်းတဲ့ကံအိမ်ပြန်ပြီးလက်မှတ်ပြောက်တော့စိတ်နောက်ယူရှာတယ်စီးပွားဆိုတာအတော်ခက်တယ်ရှာတိုင်းစီးပွားဖြစ်ရင်တို့တိုင်းပြည်တစ်ထဲကြီးနေမှာပေါ့မှန်လားပြိဿကြီးစီးပွားဆိုတာရှာတိုင်းဖြစ်သလားပြိဿ
မဖြစ်ဘူးပိဋကကြီးအတော်ခက်အကျိုးပိဋကတန်တော့လည်းပေးငွေနဲ့ကြက်နဲ့ထီထိုးပြီးတော့ဘိုးဘိုးအောင်မပါဆိုပေမဲ့လို့သိန်းတိမပေါက်တော့လဲအပြိုကြီးလင်ဝရန်ဆိုတာသိန်းတိဝင်ပေါက်ခင်ပေါက်နေတတ်သည်မှန်ရလားပိဋကကြီးအော်တချို့တရားနာပိဋကဤစုစုကားကြီးတွေနှစ်ဦးစင်မြိုင်ထောင်ကြစီးပွားဖြစ်ချင်တဲ့လူကြတော့သူငှားတဲ့ကားသမားဒရိုင်ဖာကအရက်မတော့ဘူးကုံသူဖတ်သူရအောင်ရှာတယ်ကားပစ္စည်းတွေမခိုးဘူးကားပြင်တော့လည်းလိမ်မပြောဘူးကျိုးပေးတိုက်တလုံးကနှလုံးဖြစ်လာဤစုစုတစ်စင်းကနေနှစ်စင်းထောင်လာစီးပွားမဖြစ်ချင်တဲ့လူကြတော့သူငှားပြီးတော့ခိုင်းတဲ့ကားဒရိုင်ဖာကအရက်တော့ကားပစ္စည်းတွေခိုးကုန်ရှာဘူးဒီထဲတရားနာပိဋကတောင်ကြီးတို့မေမြို့တို့လာရှိုးတို့တဲ့ကြောက်ကြီးတဲ့မူးပြီးတော့ထိုးကြကုန်ရောတစင်းတောင်ပြန်မထောင်နိုင်ဘူးစီးပွားပိဋကဒါကြောင့်တရားနာပိဋကကြီးရှာတိုင်းသာစီးပွားဖြစ်မဲ့ဆိုရင်တို့တိုင်းပိဋကထဲကြီးဖြစ်ကုန်ကြမှာပေါ့အဲ့ဒါဘုရားကိုယ်တော်မြတ်ကဟောတယ်စီးပွားဖြစ်တာကုသိုလ်ကံနဲ့စီးပွားမဖြစ်တာအကုသိုလ်ကံနဲ့ပိဋကကြီးမေးရအောင်မယ်စီးပွားဖြစ်ခြင်းလားမဖြစ်ခြင်းဘူးလားစီးပွားဖြစ်ခြင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုတာလှူရမှာလားမလှူပဲထိုင်နေရမှာလားတိုင်းဒါဖြင့်လူကြအာနာလို့ဘုန်းကြီးကိုယ်စားလှယ်များဝင်ပြောမလားလို့ကိုင်စီးပြီးတော့ပါလိမ့်တချို့အမျိုးမြတ်ကြပါသည်ရှင်ကြီးကောဓမ္မတချို့အမျိုးယုတ်ကြပါသည်အမျိုးမြတ်တယ်ဆိုတာကုသိုလ်ကံအမျိုးယုတ်တယ်ဆိုတာအကုသိုလ်ကံဘုရားဟောပိဋကကြီးတချို့အမျိုးမယုတ်ဘူးလားတချို့အမျိုးမမြတ်ဘူးလားလူငယ်တွေသတိပြုခဲ့အနန္တ၅ပါးမလေးစားတဲ့ခေတ်ဆိုတော့တချို့အမေကိုသရောင်းသမားကြီးဆဲကလေးမကြီးသရောင်းသမားကြီးတဲ့အမေကလည်းသမီးလေးပြန်ဆုံးပါတယ်နင်းနာဒုစန္ဒာမဟာမကြိုက်တာသူတို့ပါဇက်တယ်အဲ့ဒီလိုပါဇက်ကအထွတ်မကောင်းလို့ရှိရင်နောက်ဘဝတရားနာပိဋကကြီးအမျိုးယုတ်တတ်ပါသည်ဘုရားဟောကျမ်းဂန်ထဲမှာဒီလိုအမေကသမီးကိုဒုစန္ဒာဆဲလို့သမီးကအမေကိုဆဲလို့ဝစီဝေရတွေလိုက်ပြီးတော့ဒုစန္ဒာဖြစ်ကြတာတွေလည်းကျမ်းဂန်မှာနိပတ်တွေရှိပါဗျာမှန်လားပိဋကကြီးဒါကြောင့်ပိဋကကြီးအမျိုးမြတ်တယ်ဆိုတာကုသိုလ်ကံလားအကုသိုလ်ကံလားအမျိုးယုတ်တယ်ဆိုတာပိဋကကြီးအမျိုးမြတ်ခြင်းလားအမျိုးယုတ်ခြင်းလားအမျိုးမြတ်ခြင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုတာလှူရမှာလားမလှူပဲထိုင်နေရမှာလားဒါဖြင့်လှူကြဟန်ကြသွားကဲပိဋကကြီးဟိုမျိုးပြီးတော့ပါလိမ့်ဉာဏ်ဆိုတာတချို့ဉာဏ်ပညာကောင်းကြပါသည်တချို့ဉာဏ်ပညာအမတန်ဉာဏ်ဖြစ်ပါသည်ဒါကြောင့်ဉာဏ်ကောင်းတဲ့ဆိုတာဘာကြောင့်ဉာဏ်မကောင်းဘူးဆိုတာဘာကြောင့်ဒါကိုမေးသည့်အတွက်ဘုရားကဉာဏ်ကောင်းတဲ့ဆိုတာကုသိုလ်ကံဉာဏ်မကောင်းဘူးဆိုတာအကုသိုလ်ကံတချို့ဉာဏ်သိကောင်းတချို့ဉာဏ်သိဉာဏ်များကောင်းရင်လေတရားနာပိဋကပြည်မြို့မှာဟိုစာသင်တိုက်ကြီးတွေမရှိဘူးလားပိဋကစာသင်သားလေးတွေလိုအပ်တဲ့စာအုပ်တွေဝဲလှူကြဒီစာကိုစာသင်သားတွေအံလို့ကြက်လို့သူတို့ညံတိုးသွားသလိုမိမိစာမသိနိုင်လွန်လဲပဲတရားနာပိဋကကြီးဉာဏ်ပညာကြီးမားတဲ့အကျိုးတွေရအောင်စာအုပ်လှူကြဒါကြောင့်ဉာဏ်ကောင်းတဲ့ဆိုတာကုသိုလ်လားအကုသိုလ်လားဉာဏ်မကောင်းဘူးဆိုတာဒါပြင်ပိဋကကြီးဉာဏ်ကောင်းရင်လားမကောင်းရင်ဘူးလားဉာဏ်ကောင်းရင်လို့ရှိရင်နောက်ကလူတွေတရားနာပိဋကကြီးအသံကလေးတွေထွက်ကြဟုတ်သားပဲနောက်ကလူတွေကဉာဏ်မကောင်းရင်မှုနဲ့တူပါရဲ့အသံကိုမထွက်ဘူးဩတရားတော့စိုက်ပြီးတော့နားနေတော့လည်းပဲပြုံးမနဲ့ပါဇက်ကမေ့နေလို့နဲ့တူပါရဲ့မဖြေခြင်းလို့ဟုတ်မထင်ပါဘူးဒီလိုပြန်ဖြေမှပြီးတော့မှနောက်ကလူတွေကလည်းလှူအောင်ပါကိုဗျကဲဒီတော့တရားနာပိဋကကြီးဉာဏ်ကောင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားဟဲ့ကုသိုလ်ပြုရမယ်ဆိုတာလှူရမှာလားမလှူပဲနေရမှာလားဒါဖြင့်အစင်းကိုပြေရောခုနှစ်ကြိမ်တိုက်တွန်းလို့မှဒီနေ့4000မပြေဘာတော့မပြေဘူးပိဋကကြီးဘယ်နှစ်ကြိမ်တိုက်တွန်းတာခုနှစ်ကြိမ်တရားနာပိဋကကြီးကိုင်းကောင်းပြီ
သက်ဝေလှကံစီးမျိုးညံဆိုတဲ့ခုနှလုံးကိုလေကျွတ်တို့ကုသိုလ်အကုသိုလ်အယုတ်အမြတ်နှစ်ပါးနဲ့ဟဲ့ခွန်ကိုနှစ်နဲ့မြောက်လိုက်တော့ဘယ်လောက်တော့ဟဲ့ပြဿနာ14ချက်ငါမြန်မာလိုပြောတာဟဲ့ပါဠိတွေညွတ်နေမယ်ဆိုရင်ကလေးတွေကစာနာမလဲသက်ဝေလှကံစီးမျိုးညံခုနှလုံးသာမှတ်မိအိမ်ရောက်ရင်ဒီတရားကိုယ်တိုင်ပြန်ဟောတတ်ပြီဟူ၍မှာဘယ်နှလုံးတော့ဟဲ့ပြန်ပြောကြည့်စမ်းပါဟန်ကြသွားပြီအဲ့ဒီပြဿနာခုနှစ်ချက်လည်းဖြေပြီးပါလေရောသူ့ဘဖယားသာသနာမှာဥပဒကဒါယကာကောင်းဖြစ်သွားတယ်လို့ကျမ်းဂန်ရှိပါသည်ကျေးဇူးကြီးဥပဒကဒါယကာကောင်းဖြစ်မသွားဘူးလားဖြစ်ပါရဲ့အေးကွယ်တရဏဂုံတည်သွားတယ်လို့မှတ်ကြပေါ့ဟဲ့ဒီမဲ့သူ့အဖေတော်သေးရကလည်းနောင်သောအခါဖယားဖြစ်မှာနော်ဟာဒီသူ့ဘခေါ်တဲ့တော်ရရရဲ့သားကလည်းနောင်သောအခါဖယားဖြစ်လိမ့်မယ်အနာဂတဝင်ကျမ်းနေမှာဒီတိုင်းရှိပါတယ်ဖယားဖြစ်မဲ့ပုဂ္ဂိုလ်တွေတန်မြင်ညမှာမဟုတ်ဘဲနဲ့ကိုက်ထားကြောင့်တရားနာပိဋကဒီပြဿနာ14ချက်ဖြေပြီးလို့သူ့ဘတရဏဂုံတည်တဲ့အချိန်ခါမှာဒီကနေ့ရှေ့ပိုင်းကလူလားခွေလားလို့ဖယားကိုယ်တော်များမေးတဲ့စကားနဲ့အမိပေးထားတဲ့တရားသည်ဏိဂုံးခဗရှေ့ပိုင်းမှာအပြီးတတ်ပါပြီဗျာ။ကိုက်တရားနာပိဋကလှူရမယ်မဟုတ်လားပိဋက။ဒါကြောင့်ခိတ္တခဏလေးနားမယ်။ဒါကြောင့်ဗမာရိနာမမေ့မလျော့မပေါ့မဆန်သောတတိတရားဖြင့်တံပါဒေထဘုဒ္ဓထောင်စေရီတော်ကြီးအတွက်ရရရောနှမျောတွန့်လို့မရှိကြဘဲနဲ့ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း